တေချာစဉ်းစားဘုရားရှင်ရှင်နာမှာယဟန္တာအရှင်မြတ်တွေရှင်သာရိပုတ္တရာရှင်မောက္ခလဧကသာဝကတသိန်းချေကဘာတသိန်းမဟာသာဝကကဘာတသိန်းအဲ့ဒီကဘာတသိန်းချေကဘာတသိန်းပါရမီဖြည့်ထားတဲ့အရှင်မြတ်တွေဟာဒီလောက်ပါရမီတွေပြည့်တဲ့ပုဂ္ဂိုလ်တွေကဘုရားရှင်ရှင်မှာရိုးရိုးသေးသေးထိုင်လားဒူးထောင်ပေါင်ကားထိုင်လားတရားနာတော့နော်ဟိုအမေကြီးတွေတရားနာတော့ညီလေးနဲ့တရားပြောတော့ဘုရားရှင်ရဲ့ရှေ့မှာအဲ့ဒီအဂသာဝကမဟာသာဝကယန္နာမထေရကြီးတွေကခြေထောက်တွေစင်ဒူးထောင်ပေါင်ကားထိုင်လားရိုးရိုးသေးသေးထိုင်လားအဲ့လို့ဆိုရင်ဘုရားရှင်ရဲ့ရှေ့မှာဒူးကြီးပေါ်ပြီးတမင်ဝင်လေးချိတ်တဲ့ငနေရတော့ကြည့်မကောင်းတာအမှန်ပဲအဲ့ဒီလောက်တာဗျာလောက်တယ်ခင်ဗျားတို့တလွဲတွေဖြစ်အဲ့တော့ဘာဖြစ်လဲဆင်းရဲတယ်ကိုလိုလူမျိုးတွေဘာလို့ဆင်းရဲလဲယရနာထိုက်သောဘုရားတရားသံဃာကိုယရနာထိုက်အောင်မထားဘူးဘယ်လိုလဲကောင်းတော့ယရနာထိုက်သောဘုရားတရားသံဃာကိုယရနာထိုက်အောင်မထားဘူးရွှေတကြသားကို6သိန်းကျော်တယ်ကြောက်ညီလေးရွှေတကြသား6သိန်းကျော်တယ်15ပဲနောက်တဲ့10ပဲလောက်ကြေးထက်ရောလိုက်တယ်ခုနကတော့15ပဲ10ပဲ23ပဲဖြစ်သွားတစ်ချက်ကျော်သွားတယ်တန်ဖိုးတိုးလာကျသွားလားကျသွားတယ်ဘာလို့လဲယရနာမဟုတ်တဲ့ရွှေကြီးကိုယရနာဖြစ်သောရွှေတွေကိုရောလိုက်လို့အဲ့ဒီတိုင်းပဲသမ္မာသမ္ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ရှေ့မှာယဟန္တာတွေဓမ္မပူဇာဗုဒ္ဓပူဇာသံဃာပူဇာမလုပ်ဖဲနဲ့သူတို့ရှေ့မှာ38မင်းတွေမနဲလေးတွေကိုကြီးကျော်တွေအောင်မင်းကောင်တွေထည့်လိုက်တဲ့ခါကျတော့ဒီယရနာကတန်ဖိုးကျအဲ့ဒါသင်တို့ဒါပဲတော်သူတောင်သားတွေပို့ဆိုးတယ်ရိုးတော့ရိုးသားတယ်ဖြူတော့ဖြူစင်တယ်ရိုးသားတယ်တောသူတွေဘုန်းလို့တဲ့ငါတောသချင်းလေးတွေချက်ပါအဲ့ဒီရိုးတာကြီးကောင်းတယ်အားတာမကောင်းဘူးဘာသာရေးနေတယ်မရိုးနဲ့ဟုတ်လားညီလေးဘာလဲတောသူဆိုတာတကယ်ကိုရိုးတာချစ်တယ်ရိုးတာကိုချစ်ပါတယ်အားတာတော့မကောင်းဘူးဘာသာရေးမှာအားရင်ကိုလိုရိုးလေးရိုးတာနေပြီးတော့အားပြီးတော့တိဘူးသူများပြောတာပဲကောင်းလေးနဲ့ကောင်းပါလေး15နှစ်အရွယ်လောက်အပြိုပြင်းလေးစိတ်ကစားတဲ့အရွယ်လေးဟုတ်လားခွန်းစောဘာလဲဟော15နှစ်ဆိုတော့သူလဲကျွဲကြောင်းတယ်ကိုဝင်းစောရဲ့သမီးလဲကျွဲကြောင်းတယ်ကိုဝင်းစောရဲ့သမီးကျွဲကြောင်းတယ်ဥပဒနာသားလေးလဲကျွဲကြောင်းတယ်15နဲ့16နှစ်အပြိုရွယ်လေးတွေအဲ့ဒီအုပ်ဖို့တော်ရမဟာစီရှေ့ကဘုန်းညောင်မင်းကြီးကနော်ဟိုမှာလေဟိုမှာမျိုးလင်တို့လင်မယားပေါက်ပန်းလေးတွေပြောတာပါရွယ်သွားဟုတ်လားခေါင်းကြောက်သွားမမြင်အောင်ထိမ့်လိုက်တာမမြင်ကြွယ်ရမှာအပြိုလူပြိုလေးတွေတောလို့တောင်လို့မလုပ်အောင်လို့အဲ့ဒီညောင်မင်းကြီးကတော့တိတ်နဲ့ကြီးတာအပေါ်ဝင်စွန်တာလဲပဲညှစ်လိုက်တာကောင်းပါသေးတယ်ကြောက်အဲ့ဒီနီးနေပဲကိုရုဗမာတွေကထိမ့်ခဲ့ရပါဘာလဲဒီနီးနေပဲထိမ့်ခဲ့ရခုလိုဒဏ်ဒီပေါ်သေးတာမဟုတ်ဘူးလေမြေအိုးနှစ်ချက်လေငါတော့ငငယ်ရရိုက်ခံပြီးပြီလေမင်းဘာလဲသားလေးငငယ်လေးလေးနှစ်သားလောက်ဟိုလေချက်လုံးမိုးနှစ်ချက်တင်းကြားလာတယ်ဆိုတကယ်လားတကယ်ပေါ့သားရဲ့သားကိုလေဟောကြားရလေဝုန်းလို့ချီတော့မမေးယူလေသားချစ်တဲ့မေးယူလေချီသွားမှာမယုံညင်ဘူးငငယ်တွေကမယုံညင်ဘူးဟိုသားလေးတီးကြည့်မယ်နော်မတီးပါနဲ့သားရဲ့အမေကြီးလေးကြားယူကြောက်တယ်ပြောရင်ပြောနေငါကွတ်ဆိုတည်းတော့ဆလာမွန်တစ်ချက်ကကွဲသွားမင်းဆလာမွန်တစ်ချက်ကွဲသွားပြီကြားလဲမလာဘူးကြားတော့မလာဘူးရော့ဒါလာတယ်သူဖေးလိုက်တော့မှအော်အဲ့ဒါခေါင်းနဲ့ပေါ့လားဒီလူကြီးတွေကငါတို့ညာခဲ့တာပဲမြေဆလောင်းမုံဖြစ်ခြင်းကြောင့်တင်းရင်ကွဲမယ်ဒံဩဒီဘလို့ကွဲမှာလဲမကွဲဘူးတီးစားမှာတက်တော့တီးစားမှာစတိကြိုင်နေတီးစားမှာဘာနားပဲကြီးတယ်ဘာမကွဲဘူးအဲ့လိုလုပ်ခဲ့တယ်အဲ့တော့ဒီကောင်လေးနဲ့ဒီကောင်မလေးကဟောကျောင်းသားလေးတွေဘုန်းကြီးကျောင်းသားလေးတွေတို့ငငယ်တုန်းကဒါတနေ့ကုန်ဆော့ပြီးတော့ချွေးတွေတန်နေနဲ့ချွေးတွေတန်နဲ့ဆော့လဲဆော့ပြီးတော့မှညောင်မင်းကြီးအောက်ထဲဝင်အိတ်လိုက်ခလေးဆိုတော့စားကြင်တာစားအိတ်ချင်တာအိတ်ကိုပြတ်တော့သွားချင်ရသွားတောင်လေးတက်လိုက်ရေတွေကူးလိုက်အေးတွေပတ်ပြီးချွေးတွေကတိတ်သွားတဲ့ခါမှာ heat stroke အဲ့လိုအပူတွေထိသွားအေးပတ်သွားအပူငုတ်ပြီးတော့ခလေးလေးကဖျားတော့ခလေးပတ်တော့ကပြောတာဗောအမေတရေလို့ချောမတရေလာတယ်ညောင်မမောကမျိုးလုံးကြီးပြူကြည့်ရလာပြီဗျာအမှန်တကယ်စေပညာဘုသူရမရှိဘူးတို့သားလေးကိုဝင်းစော်ရေးရှင့်သားလေးကညောင်မင်းကြီးအောက်မှာခုနကတော့ကျွဲကြောင်းရင်းနဲ့နွားကြောင်းရင်းနဲ့ချွေးတွေတန်နေနဲ့တစ်ပင်အောင်ဝင်လိုက်တာအိမ်ပြောတယ်ညနေ4နာရီလောက်မှထိုးလာတဲ့ခါကျတော့လူကဖျားပြီမျိုးလုံးကြီးလည်းပြူလို့သားတွေနီးလို့အဲ့ဒါကိုပဲခါလဲမင်းထင်သားပဲညရွာတွေကပေါက်တက်ကရှောက်ပြောပြီဘသူတို့ကဥကောသနာလေးမလေးတရားရဟောပြီးတော့လေအဲ့ဒီညောင်မြောက်ကဖြတ်လိုက်တာခြေော်လဲပါဟောလားနက်ကဂုတ်ထိုးတာလာပြီအဲ့လို့ဆိုရင်ဟိုမန်ယူဘောလုံးကွင်းထဲကကောင်လေးချော်လဲတာနက်ကြိုင်တာပေါ့နော်ဟိုမိုက်ကယ်အိုဝင်တို့6ခောက်သွားတာသူနက်ကြိုင်တာပေါ့နော်ဘုန်းတော်ဒေးဗစ်ဘကန်ခြေလေသွားတာနက်ကြိုင်တာပဲ
ဟုတ်လားရောက်ဘယ်လိုလုပ်မလဲဟေးကောက်စဉ်းစားတယ်ရွာသားတွေစဉ်းစားဗျာတို့ကတော့ပြောရခင်ဗျားတို့ဘုန်းကြီးဆက်ဟောလိမ့်မယ်ကိုတို့ကတော့ပြောခဲ့ပြီဘုန်းတော်ကြီးခင်ဗျားတငယ်ချင်းဘာကားလေးလဲဟိုင်းလကအဖြူရောင်လေးဘကိုးရွှေရောင်နဲ့ပြတာဒီဘက်လက်တွေကိုကွာဒေါ်ချစ်ကဝင်တိုက်တယ်ထပ်ပိုင်းကျိုးတော့တာဟင်နက်ပြတော့မှပြောက်ပြီးဘာလို့တိုက်ရတဲ့မောက်ကားခဏနဲ့ရိုက်သူ့တငယ်ချင်းဟုတ်လားရွှေရောင်ပင်ပြပြီးဒီဘက်တဲ့ဒေါ်ချစ်ကဝင်စော်တဲ့ကားတပိုင်းချင်းဖြစ်သွားတာခုနနက်ပြတယ်လေကိုလေးတွေတိုက်တယ်ဘလို့ဖြစ်တာတော့ဟုတ်ပြီနော်အဲ့ဒီတိုင်းပဲကံဘက်မှာရှိတယ်ဟိုမှာဟိန္ဒီနတ်ဖျားเจ้าမှာတခါတည်းဗာလဲကွန်းတော့အုံသီးသွားခွဲတာအုံသီးသွားခွဲပြီးပြန်လာလင်မယားနဲ့သူ့တငယ်ချင်းပဲအဲ့ဥက္ကလာမှာမီးစလောင်တာသူတို့ရင်စလောင်တာမဲအုံသီးခွဲပြန်လာစီးပွားရေးတွေအကုန်ကောင်းအုံသီးခွဲတာဟိန္ဒီဟမ်ဘေးရနေလေကင်းမဲ့စီးပွားရေးတွေဖြစ်မယ်ဆိုတော့အဖေရေအုံသီးခွဲမယ်နဲ့အဖေရစလောင်တာအဖေကိုရဲတယ်လာဖတ်မယ်ဆိုတော့ဘာပါသွားရောကဲအဲ့ဒါပဲမောင်ကြီးသွားတာပဲ